မှာတော့ Roblox ထဲမှာကျွန်တော် Steel ရဲ့ brand ဆောက်ဖြစ်ပါတယ် Steel ရဲ့ brand ကျွန်တော်နိုင်ငံချင်း private ဆောက်ပါတယ်ပါအဲ့မဲ့ let's go Steel ရဲ့ brand ရောက်တော့ကျွန်တော် Steel ရဲ့ brand မှာကျွန်တော်ဒီနေ့ rebuild လုပ်မှာဖြစ်ပါတယ်ကျွန်တော် rebuild ကလည်း rebuild လည်းမှတ်ထားပါတယ်ဒီကတော့ 6.75 trillion ကျွန်တော်ကောင်တော့ကျွန်တော်ဒီမှာပြပါမယ်ဒါကတော့ Snape ဒါကတော့ Los Pomatino ဒါကကျွန်တော်ပါဒါကတော့ Tralalita tralala. Oh my god ရောက်ကန်ကောင်းနေအောင်ကြီး Oh my god ဘူးကြတယ်ဒါကြက်တာကိုပါရှင် Oh my god ရောက်ရေး Tralalita tralala. ကျွန်တော်ကန်ကောင်းနေဘူးရမ်းပါမယ်ဒီကရင်ရလာတယ်အဲ့ဒါစတူနာအကောင်ရဲ့ကျွန်တော်တော့ဒီကောင်ရဲ့ပြီးရင်ထိုင်ရထားလာရဲ့ဒီကျွန်တော်ရပါနော်ထိုင်ရထားလာကျွန်တော်ပါလေးဘောတက်မှလည်းပြရမယ်ကျွန်တော်ဒါကတော့ကျွန်တော်ညမှာချေပဲကျွန်တော်ခိုးကန်နေတယ်ဒီကောင်ကတော့ scot ဒီကောင်ကျွန်တော်သိနေကြည့်ဒီကောင်ချက်ကောင်ကျွန်တော်ကလုံးနေမှာပြီးပြီရှင်ကျွန်တော်အွန်ဒီမှာကျွန်တော်ဒီဘက်တဲ့ဝတ်ကိုလို့ပါတယ်မဟုတ်တွေ့လို့မှာဘလုံးဝင်ဆိုတော့ကျွန်တော်မသိပါဘူးဒီကောင်ဆိုပြီးချလာတာအောင်မှာတက်စကောင်စပွိုင်းတင်နေကြဒီကောင်ကျွန်တော်တန်းလေးပြထားပြပါတယ်အမေကျွန်တော်ပတ်စံကောလိုက်အောင်ဒါတော့တန်းလေးပိုင်းနဲ့ private စားပြပါတယ်ဒီ private စားကိုဆိုတော့နော်အဲ့လေကျွန်တော်ဒီကျွန်တော်ဟုတ်ကဲ့ private စားပိုင်းမှာဘာလို့ဝင်သွားရအောင်ရ public မှာကျွန်တော်ခိုးကြမှာပါတယ်ကျွန်တော်နိုင်ငံကြီးဆိုအောင်နော်ဆို7.7 trillion မရှိဘူး။မရှိပါဘူး။ပူကြီးရတော့သူ့မရှင်နဲ့ပြောနေ။ခေရတဲ့ ဒီကောင်တဲ့ရန်ကကရနေစားပြီးရင်ဒီကောင်တစ်စက္ကန့်ဒီကောင်20ကီဒီကောင်55ကီနော်โอเคတိုက်ပါတယ်ဒီကောင်ဒီတော့ကြာနေပြန်ဥမာတော့ရောက်ရင်ဘယ်နည်းလေးကစားနေနေမှာ rainbow version အဲ့ကျွန်တော်ဒါဆောင်းရပါမယ်လေအဲ့မှာကျွန်တော်စောင်းနေမှာကျွန်တော်အဲ့ဒါကြည့်ပါရဲ့ကျွန်တော်ရင်းဖက်လာမှာပါကျွန်တော်ရင်း3မိနစ်ပဲပြောပါ3မိနစ်ကျွန်တော်စောနေအောင်ရင်ကျွန်တော်တို့စောဖြစ်ပါရင်လည်းကျွန်တော်တန်းတင်မကောင်းတောင်းလာတော့ကျွန်တော်တန်းတင်မကောင်းကျွန်တော်အတန်းနေနဲ့ကျွန်တော် order ဒီတိကမြင်နားထောင်ပြရပါနော်ကျွန်တော်က rebat 11ပါကျွန်တော်ရရဲ့အလေးဖျက်ပြပါမယ်နော်ကျွန်တော်ကအလေးရဒါလေးကတော့ကျွန်တော်ပြတာပါကျွန်တော်တို့ rebat ရအောင်3တက်ပေါင်းလို့ကျွန်တော်ပြတာဒါကတော့အဲ့လိုဆက်ပြီးတော့ပြရပါတယ်ပြီးရင်ပြည့်လူကလေးကြောင်အောင်ပြပါတယ်အဲ့လိုမဲ့ကျွန်တော်ညီမအကောင့်နဲ့စောနေတယ်နော်ဒီကောင်လေးကိုလုပ်လိုက်ပါဒါကတော့ကျွန်တော်ပြပါဒါပေမဲ့ကျွန်တော်ရဲ့သူစောတင်နေဆိုရင်အဲ့လိုလုပ်ပါဒီနေ့ညနေကျွန်တော်အားရပါတယ်ကျွန်တော်လည်းစောတင်နေဆိုတော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်ရဲ့တန်ခါကြီးဖြစ်တဲ့ဘေကိုဆိုတဲ့အကောင့်ကိုအဖန်လာပြပါအဖန်လောအောင်ပြထားမှာပြပါမယ်
အဲ့တော့ bro private ဆောင်မှာprivate ဆောင်ဆိုအများကြီးဗျအားကြောင့် private ဆောင်ပါ bro လည်းတော့ဒီတော့တကယ်ချင်းဘေးကိုအကောင့် friend လာကြတာဒီဘေးကိုအကောင့်လေးပါ okay အဲ့တော့ကျွန်တော်တေးတေးဆောင်ပါဆိုကျွန်တော်ဝယ်လိုက် Te sau. အလုပ်ဝယ်ရလဲဆိုတော့ကောင်းပြီးပြန်ရောက်စားမယ်အဲ့ဒါနေရာတော့ပြန်ရောက်စားအားတယ်ဒီဘက်လောက်ကတော့လည်းမျိုးကြိုင်အကောင်းနေတော့မျိုးကြိုင်ဟဲ့ဘာပါရဲ့ဘောပြဆော့ကျွန်တော်မလွယ်ရဖြုံးစမ်းကုန်ပြီးဒီတော့လေရင်အီဗန်လာမှာဖြစ်ပါတယ်ကျွန်တော် trap မထားလာပါဘယ်လိုလဲကျွန်တော် direct ကောင် trap နဲ့တော့ပြီးရင်ဆက်လို့ပါတယ်ဒီကိုပြောင်းရအောင်ပါပြီးဆက်ထားလို့ပါတယ်ကျင်းရမှာတော့ပုံပါတယ်ဒီပါမစစရောက်ချင်းကျွန်တော် trap ရက်တက်လာတာရပါဒီတော့ဘလောက်ကော်လည်းပြီးရောပြင်းပေါ်နေပြကျွန်တော်တရားလေးဆိုကျွန်တော်ပါကုန်လာဝါဒီကောင်လေးကစပွန်သေးဘူးလားဟောရောင်းကွာဒီပါစပွန်ပါလားကွာဟိုရင်အိဝလာရင်အိဝခဲဘလို့ကျွန်တော်ဒီထဲဝင်နေရ Cocofanto elefanto. ကိုဖန်တို့အဲ့ဖန်တို့ Cocofanto elefanto. ရင်ညတူကီပါရသွား happy 这是讲都东港都唱那边你来的 Oh my god 今年这是过来没可以呀要礼拜六晚上我去弄去吧ကျွန်တော်ပြင်းဖို့ကောင်းလာကျွန်တော်တယောက်တည်းပြီးတော့ကျွန်တော်ဘယ်လိုတဲ့လူကဒီဘက်ရှိဘူးလူကမရှိဘူးဗျထိုက်ပါကျွန်တော်ဒီဘက်လိုလည်းဘာမှဖြစ်ကျွန်တော်လည်းကိုမလိုက်ကိုမကျွန်တော်ဒီဘက်တွဲဆိုဘာရလဲကျွန်တော်ကြည့်တန်းလိုက်ဆိုပါရဝင်လို့မရဘူးကွာဘရိုကျွန်တော်တကွက်ပြပါရီလားဘရိုဝင်လာတယ်ဟွာလာ Oh my god I love you မကြည့်လိုက် glitch ထားပါလားအဲ့ဒါချင်း respawn လုပ်လို့အဲ့ဒီရကျွန်တော်အကောင် give ပေးပါမယ်ကျွန်တော်အကောင်ဒီပေးမှလေကျွန်တော် request လုပ်ကနေရအောင်ကျွန်တော်ဒါအကောင်ပေးပါမယ်ဒီကောင်နေကျွန်တော်တို့ဒီအကောင်နေပေးပါမယ်ပြီးဒီကောင်လည်းပေးပါမယ်ပြီးရင်တကောင်2ကောင်3ကောင်4ကောင်5ကောင်6ကောင် okay နော်ဘရို6ကောင်ရှိပြီနော်ပြီးရင်9ကောင်10ကောင်9ကောင်10ကောင်12ကောင်17ကောင်ဦးလေးတို့အောင်ကျွန်တော်မြင်နေကျွန်တော်ဘယ်73ကောင်ဘရိုအဲ့ဘရိုကျွန်တော်ပေးမယ်ဗျာဘရိုကျွန်တော်တို့ BAC 1 ပေးဖို့ဆိုကျွန်တော်တကယ်ချင်းအောင်တာဖန်လိုက်အဲ့လိုဆိုရင်ရပြီအဲ့
အဲ့ပေကွန်အဖရန်လက်ပြီးဆိုရင်ကျွန်တော်တို့အဲ့ပေကွန်ဘာသာကျွန်တော်တို့အဲ့ကျွန်တော်တို့ငွေချင်း price လာပါတယ်ဝင်လာပြီးကျွန်တော်ရှိရကျွန်တော်ကြည့်ရမကိုပါနဲ့တော့ဘလို့ကျွန်တော်ဘလို့ကြည့်ရလည်းမကိုကျွန်တော်ဘလို့အဲ့ key free ပေးမယ်ဘလို့ခင်းနေအောင်ဝင်လာခဲ့ကျွန်တော်ညနေခင်းအားရပြ sorry ချင်းကျွန်တော်ဘလို့ကျွန်တော်ပေးမယ် key free အကောင့်နေအကောင့်ကျွန်တော်ပြောရအကောင့်နေကိုနေနူးရလေလို့ဘလို့အကုန်ပေးမယ်ကျွန်တော်ပတ်စံပြီးဘလို့ကုန်ပေးမယ်နော်အဲ့ဒါမှဘလို့ကျွန်တော်ဒီဘက်ရအောင်ကျွန်တော်ခဏလောက်ထွားကြည့်လောက်မယ်ဘလို့ကျွန်တော်စောင့်နေကြအောင်နော်ဘလို့ကျွန်တော်ဆောင်းရဲထရီရပြတော့ကျွန်တော်ဒီဘက်လောက်တော့မှာပါဘလို့ကျွန်တော် give away ပေးဖို့ကျွန်တော်မပေးလိုက်ရပါဘူးဘလို့ကျွန်တော်ဒီဘက်လောက်အကုန်ပါမှဖြစ်လို့ပါအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဘက်လောက်တော့မှာမယ်အဲ့ဒါမှကျွန်တော်ဒီဘင်းတော့ကျွန်တော်ဆုံးလိုက်ရမှာတန်ပန်းပြပါOkay, ready round 2 we go. ဒီဘက်လည်းပါပြီ900 million နဲ့ပြန်စားပါပြီကျွန်တော်တော့ဒါပြန်ဝင်ပါမယ် Strawberry flamingelli. Rhino tosterino. မတက်သေးပြန်ဝင်ရမှာဖြစ်ပါတယ်ဒါရပါအဲ့ဒီကျွန်တော်ဒီအောင်ထိုက်ပါမယ်အော်တိုပါမယ်ပြီးကျွန်တော်ဆောက်ပါပါမယ်ပတ်စံ short ချရပါရပါပြီ okay ကျွန်တော်ဒီဘက်တော့ပြီးပါခင်ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုအားလုံးကြည့်ရှုပေးလို့ရတရားကိုကြည့်နေအောင်အဲ့တော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြပါ